Ahlan wa sahlan wa marhaban အားလုံးပဲမင်္ဂလာပါကျွန်တော်လှမျိုးထုံးပါ H1H Arabic Language Sharing ရဲ့ founder ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Arabic ဘာသာစကားနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေတခြားသော language တွေနဲ့မတူကွဲပြားမှုတွေနောက်တစ်ခုကျတော့ကျွန်တော်တို့တွေအခုမှစလေ့လာမယ့်သူတွေအတွက်အသုံးဝင်မဲ့ YouTube channel တွေ application တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်ကိုယ်တိုင်လည်း Arabic ဘာသာစကားကိုဘယ်လိုလေ့လာခဲ့လဲဆိုတော့ကျွန်တော် sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ် Okay ပထမဆုံးအနေနဲ့ကျွန်တော်ဒီ Arabic ဘာသာစကားပေါ့နော်ကျွန်တော်တို့ဒီ20 Middle Eastern နဲ့ African states တွေမှာ official language ဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့1990ခုနှစ်ကတည်းကနေပြီးတော့ကျွန်တော်တို့ UNESCO မှာ6 main language တွေကနေပြီးတော့တစ်ခုအပါအဝင်ဖြစ်သတ်မှတ်ခံရတဲ့ဘာသာစကားတစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်လူဦးရေအဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့တန်း300နေပြီးတော့မှတန်း450အထိ Arabic ဘာသာစကားကိုအသုံးပြုတဲ့သူတွေရှိပါတယ်ကျွန်တော်အခက်ဆုံးဘာသာစကားတွေမှာလည်းတစ်ခုပါဝင်ဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော် vocabulary ကျွဲဝမှုတွေအနှစ်သာရပြေဝမှုတွေအပြည့်ပါဝင်နေတဲ့ဘာသာစကားတစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်ဒီ Arabic ဘာသာစကားကိုပိုင်းခြားမယ်ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအနေနဲ့ MSA ပေါ့နော် Modern Standard Arabic ဒါကကြောင့်ကျွန်တော် San Arabic ပေါ့နော်ပမာသုံးလဲဆိုတော့ကျွန်တော်ဒီ broadcasting တွေနောက်တစ်ခုကြာလို့ရှိရင်ကျွန်တော်ဒီ speech တွေပေါ့နော်မိန့်ခွန်းပြောတဲ့အခါတွေနောက်တစ်ခုကြာတော့ဒီကျွန်တော်တို့တွေ university ပေါ့နော်ဒီတက္ကသိုလ်တွေမှာသင်ယူညွှန်းနှံတွေမှာကျွန်တော်တို့အသုံးပြုပါတယ်နောက်တစ်ခုကြာကျွန်တော်ဒီ classical Arabic ပေါ့နော် classical Arabic ကကြာကျွန်တော်ပမာအသုံးပြုလဲဆိုတော့ကျွန်တော်ဒီကျွန်တော် Muslim တွေအကုန်လုံးရဲ့နှလုံးသားဖြစ်တယ်ပေါ့နော် Quran ကျမ်းစာပေါ့နော်အဲ့ထဲမှာဒီ classical Arabic နဲ့ဖော်ပြထားပါတယ် Quran ကျမ်းစာကကျတော့ the greatest form of literature ပေါ့နော် Okay ကျွန်တော်ဆက်သွားရမယ်ဆိုလို့ရှိရင်နောက်ဆုံးတစ်ခုကကျတော့ dialects ပေါ့နော် dialects ဒီကျွန်တော်တို့အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ဒီ dialects မှာဆိုလို့ရှိရင်အများကြီးရှိရပေါ့နော်ဒီ Egyptian dialect ရှိရ Syria ရှိရနောက်တစ်ခုကျွန်တော်တို့ဒီ Oman ရှိရ Dubai ရှိရ Dubai မှာကျတော့ဒီကျွန်တော်ဒီ Emirati Arabic ပေါ့နော်အများကြီးကျွန်တော်တို့ကွဲပြားခြားနားချက်ရှိပါကျွန်တော်တို့ဘာတွေကွာဝါလဲဆိုတော့အဓိကအဖြစ်ဆိုရင်ကျွန်တော် vocabulary ကွာရင်ကွာရယ်မကွာလို့ရှိရင်ကျွန်တော် pronunciation ကွာရယ်ပေါ့နော်ကျွန်တော်ဥပမာပြရမယ်ဆိုလို့ရှိရင် samak ပေါ့နော်ငါးပေါ့ဒါအကုန်လုံးနဲ့ရင်းနှီးပြီးသားချက်ကလုံးပေါ့နော် sim mim kaf ပေါ့နော်ဒါကျွန်တော်ဒီ modern standard Arabic မှာ mention လုပ်ထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ Emirati Arabic မှာကြာကျွန်တော် samak ဂျာအတန်ဖြစ်သွားရယ်ပေါ့နော် sim mim gym နဲ့ပေါင်းတာဖြစ်သွားရယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ vocabulary လည်းကွာသွားတယ်နောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော် kahwa coffee ပေါ့နော်ဒါအားလုံးသိပြီးသားပါပဲ coffee ဆိုလို့ရှိရင်ကျွန်တော်တို့ modern standard Arabic မှာဆိုလို့ရှိရင်လည်းဒီစလုံးပေါင်းမယ် Emirati Arabic မှာဆိုလည်းဒီစလုံးပေါင်းမယ်ဒါပေမဲ့ကျွန်တော် pronunciation ဒီ modern standard Arabic မှာကျတော့ကျွန်တော် kahwa ကအတန်နဲ့ဖတ်တယ်ကျွန်တော်တို့ဒီ Emirati Arabic မှာကျတော့ kahwa ကအတန်နဲ့ဖတ်တယ်ပေါ့နော်ဒီလိုလေးမတူကွဲပြားမှုတွေရှိပါတယ်တချို့စကားလုံးတွေကြောင့်နိုင်ငံအလိုက်ကွာတာရှိတယ်တချို့စကားလုံးတွေကြောင့်လည်းဒီနိုင်ငံထဲမှာပဲမြို့တူမြို့ပေါ့နော်တစ်မျိုးနဲ့တစ်မျိုးမတူတာမျိုးလေးရှိတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်ဒီအငင်းစကားလုံးပေါ့နော်မဟုတ်ဘူးဆိုတဲ့ဟာပေါ့နော်အငင်းစကားလုံးမှဆိုလို့ရှိရင်ဒီအဘူဒါဘီလိုနေရာမျိုးမှာဆိုရင်ကျွန်တော် match ဆိုပြီးတော့မှအသုံးများကြတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ East Coast ပေါ့နော် area ဖြစ်တဲ့ရှာဂျာနဲ့သူ့ရဲ့ adjacent သူ့ရဲ့ဆက်ဆက်တဲ့ area တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမာလို့သုံးတယ်เนาะအဲ့လိုမျိုးလေးပေါ့เนาะကွဲပြားတာရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံလိုပါမြန်မာနိုင်ငံမှာလည်းတချို့အသုံးလုံးခေါ်ဝေမတူတာရှိရလीเนาะကျွန်တော်တစ်မျိုးနဲ့တစ်မျိုးလေယူလေသိမ်းမတူတာလည်းရှိရဒါကကျွန်တော်လေ့လာဖို့ပဲလိုတာပါဘာသာစကားတစ်ခုအဲ့လိုဆိုလို့ရှိရင်တယောက်နဲ့တယောက်နဲ့အဆင်ပြေပါတယ်ဘာလို့ဆိုတော့ကျွန်တော် post တင်လို့ရှိရင်အဲ့လိုမျိုးမတူတဲ့အပေါ်မှာပေါ့เนาะမှားတာမှန်တာအဲ့လိုမျိုးတွေနည်းနည်းလေးအချင်းချင်းအဆင်မပြေမှုဖြစ်ပွားတာလေးတွေတွေ့ရကျွန်တော်ပြန်ပြီးတော့မှကျွန်တော်ဒါ sharing လုပ်ပေးရမယ်ဖြစ်ပါတယ် Okay နောက်တစ်ခုကကြတော့ကျွန်တော်ဒီ Arabic ဘာသာစကားမှာပေါ့နော်တခြားသော language တွေနဲ့မတူတာပေါ့နော်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်မြန်မာစာအင်္ဂလိပ်စာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘယ်ဘက်ကနေပြီးတော့ဒီညာဘက်ကိုရေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ Arabic ဘာသာစကားမှာကြာကျွန်တော်တို့ညာဘက်ကနေပြီးတော့ဘယ်ဘက်ကိုရေးတယ်ကျွန်တော်စာအုပ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲပုံမှန်ကျွန်တော်စာအုပ်ဆိုလို့ရှိရင်ဒီလိုမျိုးလှန်သွားတာပေါ့နော်စာမျက်နှာတွေဒီအနောက်လှန်သွားတာ Arabic မှာကြာတော့
ဒီလိုမျိုးပြောင်းမြန်ပေါ့နော်နောက်ဆုံးကနေစပြီးတော့မှစာအုပ်တွေထုတ်ဝေတာပဲဖြစ်ဖြစ်စာရေးတာပဲဖြစ်ဖြစ်အဲ့လိုရေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီအဲ့လိုမျိုး right to left ရေးတာတော့ Arabic တပါတာလည်းမဟုတ်ဘူးပေါ့နော်တခြားသော Hebrew language ရှိမယ်ပြီးလို့ရှိရင်ကျွန်တော် Urdu ရှိမယ်နောက်တစ်ခုဆိုရင်ကျွန်တော်ဒီ Rohingya ပေါ့နော်သူတို့ဆိုလို့ရှိရင်လည်းကျွန်တော် right to left ပဲရေးတာပေါ့နော်အဲ့လိုမျိုးလေးတော့ရှိရပေါ့နော် Arabic နဲ့ဒီ writing style တူတဲ့ဟာပေါ့နော်12မျိုးရှိပါကျွန်တော် mention လုပ်ပေးထားပါတယ် okay နောက်တစ်ခုကျတော့ကျွန်တော်တို့ Arabic ဘာသာစကားမှာဒီ capital letter small letter မရှိအကြီးအသေးမရှိ capital letter small letter မရှိပါဘူးနောက်တစ်ခုကကျတော့ကျွန်တော်တို့ထူးဆန်းတာပေါ့နော်ထူးခြားတာပေါ့ထူးခြားတာဒီကျွန်တော်ဒီ Arabic ဘာသာစကားမှာ male female အတွက်ကို specific words တွေရှိရပေါ့နော်အတည်တန်းစကားလုံးတွေရှိတယ်များသောအားဖြင့်ဒီကျွန်တော်တို့ဒီအမျိုးသမီးတွေအတွက်အသုံးပြုတဲ့ဟာတွေပေါ့နော်အမျိုးသမီးတွေပြောတဲ့အခါမှာအသုံးပြုတဲ့စကားလုံးတွေဆိုလို့ရှိရင်ကျွန်တော်ဟာနဲ့အဆုံးသက်လေးရှိပါတယ်